ပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဆေးရုံသွားတဲ့ချိန်ကျရင်အသုံးများတဲ့စကားလုံးတွေအကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်ပထမဆုံးလုံးကတော့မောဆရာဝန်မောဆရာဝန်မောဆရာဝန်พยาบาลดูนาပြုพยาบาลดูนาပြုคนไข้လူနာคนไข้လူနာဒါတော့ဖြစ်များတဲ့ယောဂတွေဖြစ်ပါတယ်ပထမတစ်ခုကปวดท้องครับไปအောင်တယ်ปวดท้องครับไปအောင်လို့ပါခင်ဗျာปวดဆိုတာကြိုက်ခဲတယ်ท้องဆိုတာဘိုက်ปวดท้องဆိုတော့ไปအောင်တယ်လို့အဓိပ္ပာယ်ပြန်လို့ရတယ်ปวดท้องไปအောင်တယ်ปวดท้องครับไปအောင်လို့ပါခင်ဗျာท้องเสียครับวานသွားတယ်ท้องเสียครับวานသွားတယ်เสียဆိုတာပျက်စီးတာဒီမှာท้องเสียဆိုတော့ဝမ်းပြတ်တာဝမ်းသွားတာလို့အဓိပ္ပာယ်ပြန်လို့ရတယ်ท้องเสียครับวานသွားတယ်ท้องเสียครับวานသွားတယ်เวียนหัวครับခေါင်းမူးလို့ပါခင်ဗျာเวียนหัวครับခေါင်းမူးလို့ပါခင်ဗျာเวียนဆိုတာမူးတယ်หัวဆိုတာခေါင်းเวียนหัวဆိုတော့ခေါင်းမူးတယ်လို့အဓိပ္ပာယ်ရပါတယ်เวียนหัวครับဆိုတော့ခေါင်းမူးလို့ပါခင်ဗျာเวียนหัวครับခေါင်းမူးလို့ပါခင်ဗျာเจ็บคอครับလက်ချောင်းနာတယ်เจ็บဆိုတာနာတယ်คอဆိုတာလက်ချောင်းเจ็บคอဆိုတော့လက်ချောင်းနာတယ်เจ็บคอครับလက်ချောင်းနာလို့ပါခင်ဗျာปวดหัวครับခေါင်းကိုက်လို့ပါခင်ဗျာปวดหัวครับခေါင်းကိုက်လို့ပါခင်ဗျာปวดเมื่อยตามตัวปวดเมื่อยตามตัวတကိုယ်လုံးကိုက်ခဲနေတယ်ปวดเมื่อยตามตัวတကိုယ်လုံးကိုက်ခဲနေတယ်ปวดဆိုတာကိုက်ခဲတာเมื่อยဆိုတာညောင်းညာตามตัวဆိုတော့တကိုယ်လုံးညောင်းညာကိုက်ခဲနေတယ်ปวดตาမျက်လုံးကိုက်တယ်ปวดตาမျက်လုံးကိုက်တယ်ตาဆိုတာမျက်လုံးเจ็บตาမျက်လုံးနာတယ်เจ็บตาမျက်လုံးနာတယ်ไอချောင်းဆိုးတယ်ไอချောင်းဆိုးတယ်ไอချောင်းဆိုးတယ်น้ำมูกไหลหน้าซีးတယ်น้ำมูกไหลหน้าซีးတယ်เป็นอะไรมาคะဘာဖြစ်လာတာလဲရှင်เป็นอะไรมาคะဘာဖြစ်လာတာလဲရှင်เป็นဆိုတာဖြစ်တာอะไรဆိုတာဘာလဲมาဆိုတာလာတာခဆိုတာရှင်အလုံးပေါင်းလိုက်တော့เป็นอะไรมาคะဘာဖြစ်လာတာလဲရှင်เป็นอะไรมาครับဘာဖြစ်လာတာလဲရှင်เป็นไข้ครับဖျားနေလို့ပါခင်ဗျာเป็นไข้ครับဖျားနေလို့ပါခင်ဗျာไข้ဆိုတာငါဖျားတာကိုပြောတာเป็นไข้ครับဖျားနေလို့ပါခင်ဗျာအောင်ยาไปกินဆေးယူသွားပြီးတောက်ပါအောင်ยาไปกินဆေးယူသွားပြီးတောက်ပါအောင်ยาไปกินဆေးယူသွားပြီးတောက်ပါအောင်ဆိုတာယူတာအောင်ဆိုတာကယူတာยาဆိုတာဆေးပိုင်ဆိုတာသွားกินဆိုတာတောက်တယ်စားတယ်အလုံးပေါင်းလိုက်တော့အောင်ยาไปกินဆေးယူသွားပြီးတောက်ပါชั่งน้ำหนักกิโลချိန်မှာชั่งน้ำหนักกิโลချိန်မှာชั่งဆိုတာချိန်တာน้ำหนักဆိုတာกิโลชั่งน้ำหนักဆိုတော့กิโลချိန်မှာကိုယ့်ရဲ့အလေးချိန်ကိုချိန်တိုင်းတာน้ำหนักเท่าไหร่น้ำหนักเท่าไหร่กิโลဘယ်လောက်လဲน้ำหนักဆိုတာအလေးချိန်เท่าไหร่ဆိုတာဘယ်လောက်လဲน้ำหนักเท่าไหร่ဆိုတော့กิโลကိုယ့်ရဲ့အလေးချိန်ဘယ်လောက်လဲวัดความดันသွေးပေါင်ချိန်တိုင်းမှာวัดความดันသွေးပေါင်ချိန်တိုင်းမှာวัดဆိုတာတိုင်းတာ
ความดันဆိုတာသွေးပေါင်ချိန် วัดความดันဆိုတော့သွေးပေါင်ချိန်တိုင်းမှာสูงเท่าไหร่ระยะเมตรဘယ်လောက်လဲสูงเท่าไหร่ระยะเมตรဘယ်လောက်လဲสูงဆိုတာအမြင့်ระยะအမြင့်ကိုပြောတာเท่าไหร่ဆိုတာဘယ်လောက်လဲสูงเท่าไหร่ระยะเมตรဘယ်လောက်လဲใบรับรองแพทย์ใช้ไหมใบรับรองแพทย์ใช้ไหมဆရာဝန်ထောက်ခံချက်စာရွက်ယူမလားใบรับรองแพทย์ဆိုတာဆရာဝန်ထောက်ခံချက်ใบรับรองဆိုတာထောက်ခံချက်แพทย์ဆိုတာဆရာဝန်ใช้ဆိုတာသုံးပြုတာမိုင်ဆိုတာမေးတာမိုင်ဆိုတာမေးတာใบรับรองแพทย์ใช้ไหมဆရာဝန်ထောက်ခံချက်စာရွက်သုံးပြုမလားယူမလားပေါ့နော်ဒီဆရာဝန်ထောက်ခံချက်စာရွက်ကိုကျွန်တော်တို့ကယူရမယ်ယူမှကျွန်တော်တို့ကအလုံနာတဲ့အချိန်မှာကျွန်တော်တို့ကခွင့်တိုင်စာရေးတဲ့အချိန်မှာဒီစာရွက်ကိုအသုံးပြုရမယ်ใช้ครับယူပါမယ်ใช้ครับယူပါမယ်ใช้ครับယူပါမယ်ขอใบรับรองแพทย์ด้วยครับဆရာဝန်ထောက်ခံချက်စာရွက်လိုချင်ပါတယ်တကယ်လို့သူတို့ကဒီဆရာဝန်ထောက်ခံချက်စာရွက်ယူမလားလို့မမေးဘူးဆိုရင်ကိုယ်တိုင်တောင်းရမယ်တောင်းတဲ့အချိန်မှာကျွန်တော်တို့ဒီလိုမျိုးပြောရမယ်ขอใบรับรองแพทย์ด้วยครับขอใบรับรองแพทย์ด้วยครับขอဆိုတာတောင်းတာใบรับรองแพทย์ด้วยครับဆရာဝန်ထောက်ခံချက်စာရွက်လိုချင်ပါတယ်ขอใบรับรองแพทย์ด้วยครับဆရာဝန်ထောက်ခံချက်စာရွက်လိုချင်ပါတယ်นั่งรอเรียกคิวค่ะนั่งรอเรียกคิวค่ะနံပါတ်စဉ်ခေါ်တာကိုထိုင်ဆောင်ပါนั่งรอเรียกคิวค่ะနံပါတ်စဉ်ခေါ်တာကိုထိုင်ဆောင်ပါนั่งဆိုတာထိုင်ပါรอဆိုတာစောင့်ပါเรียกဆိုတာခေါ်တာကိုคิวဆိုတာကွဲတုံးရဲ့နံပါတ်ค่ะဆိုတာရှင်းนั่งรอเรียกคิวค่ะနံပါတ်စဉ်ခေါ်တာကိုထိုင်ဆောင်ပါนั่งรอเรียกคิวค่ะนံပါတ်စဉ်ခေါ်တာကိုထိုင်ဆောင်ပါเป็นมากี่วันแล้วဖြစ်တာဘယ်နှစ်ရက်ရှိပြီလဲเป็นมากี่วันแล้วဖြစ်တာဘယ်နှစ်ရက်ရှိပြီလဲเป็นมาဆိုတာเป็นဆိုတာဖြစ်တာมาဆိုတာလာเป็นมาဆိုတာဖြစ်လာတာกี่วันဆိုတာဘယ်နှစ်ရက်လဲแล้วဆိုတာလဲရှိပြီလဲပြီးလဲเป็นมากี่วันแล้วဖြစ်တာဘယ်နှစ်ရက်ရှိပြီလဲเป็นมากี่วันแล้วဖြစ်တာဘယ်နှစ်ရက်ရှိပြီလဲเป็นมากี่วันแล้วဖြစ်တာဘယ်နှစ်ရက်ရှိပြီလဲเป็นมา3วันแล้วဖြစ်တာ3ရက်ရှိပြီเป็นมา3วันแล้วဖြစ်တာ3ရက်ရှိပြီเป็นมา3วันแล้วဖြစ်တာ3ရက်ရှိပြီဒီ3နေရာမှာကျွန်တော်တို့2ရက်ဆိုရင်2 4ရက်ဆိုရင်1 4ဆို4ရက်ဆိုရင်4ဒီတော့ကိုကြိုက်ကိုဖြစ်တဲ့ရက်ကိုကိုပြောလို့ရတယ်ကိုထည့်ပြောလို့ရတယ်ไปรับยาซื้อตัวอยู่ပါไปรับยาซื้อตัวอยู่ပါไปรับยาซื้อตัวอยู่ပါไปဆိုတာไปဆိုတာသွားတယ်รับဆိုတာလက်ခံရယူတယ်ยาဆိုတာဆေးပေါင်းလိုက်တော့ไปรับยาซื้อตัวอยู่ပါห้องจ่ายยาซีปีกันห้องจ่ายยาซีปีกันห้องจ่ายยาซีปีกันห้องဆိုတာအခန်းจ่ายยาဆိုတာซีปีတာห้องจ่ายยาဆိုတော့ซีปีတဲ့အခန်းนั่งรอหน้าห้องจ่ายยาซีปีกันရှိမှစောင့်ပါนั่งรอหน้าห้องจ่ายยาซีปีกันရှိမှစောင့်ပါนั่งรอဆိုတာထိုင်ဆောင်ပါหน้าဆိုတာရှိห้องจ่ายยาဆိုတာซีปีกันนั่งรอหน้าห้องจ่ายยาซีปีกันရှိမှစောင့်ပါครั้งละ1เม็ดတစ်ကြိမ်တစ်လုံးครั้งละ1เม็ดတစ်ကြိမ်တစ်လုံးวันละ3ครั้งတစ်နေ့3ကြိမ်วันละ3ครั้งတစ်နေ့3ကြိမ်วันละ3ครั้งတစ်နေ့3ကြိမ်ဒါကတော့ကျွန်တော်ဆေးပြီးတဲ့အချိန်ကြရင်ဆေးဒီဆေးကတစ်လုံးတောက်ရမယ်တစ်နေ့ကိုဘယ်နှကြိမ်လဲ3ကြိမ်ဆေးကိုတစ်နေ့ကို3ကြိမ်တစ်ခါတောက်တစ်လုံးအဲ့လိုမျိုးဆေးပြီးတဲ့အချိန်ကြရင်သူတို့အညွန်ပြောပြတယ်
ညောင်ပြောပြတဲ့အချိန်တိုင်းဒီလိုမျိုးပြောတယ်ခန်းလာနိမိတ်တစ်ချိန်တစ်လုံးတောက်ပါวันละ3ครั้งတစ်နေ့ကို3ချိန်တောက်ပါร้านอาหารอาสาซาပြီးတဲ့နောက်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 ก่ออาหารอาสามซามีก่ออาหารอาสามซามีก่ออาหารอาสามซามีเช้านันนากินเช้านันนากินกลางวันนี่แหละกลางวันนี่แหละกลางวันนี่แหละเย็นညနေเย็นညနေก่อนนอนไม่အိပ်မီก่อนนอนไม่အိပ်မီก่อนนอนไม่အိပ်မီဒါစေးစားတဲ့ချိန်ညာရင်ဘယ်ချိန်စားရမလဲဘယ်ချိန်တောက်ရမလဲဆိုတာကိုဒီအညွှန်းပေးတာဖြစ်ပါတယ်ร้านอาหารဆိုတာအစာစားပြီးတဲ့နောက်မှာနောက်ဒီဆေးကိုတောက်ရမယ်ก่ออาหารဆိုတာအစာမစားမီဒီဆေးကိုတောက်ရမယ်ဘယ်ချိန်မှလဲဆိုရင်เช้าမနက်ခင်းกลางวันနေ့လယ်เย็นညနေก่อนนอนไม่အိပ်မီไม่အိပ်ခင်ဟုတ်ကဲ့အခုရှင်းပြသွားပြီတဲ့စကားလုံးတွေကဆိုရင်ကျွန်တော်တို့စေးရုံသွားတဲ့ချိန်ကြရင်အသုံးပြုရမယ့်စကားလုံးတွေဖြစ်ပါတယ်ဒီစကားလုံးတွေကိုစေးရုံမှာအသုံးများပါတယ်ဒါကြောင့်မလို့ဒေချာမှတ်သားထားပါဒေချာလိုက်ပြီးတော့နားထောင်ပါတကယ်လို့မရှင်းတာရှိတယ်ဆိုရင်မေးကြရှိတယ်ဆိုရင် comment မှာမေးလို့ရပါတယ်ပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင်တခြားထိုင်စကားလေးတွေနဲ့တငယ်ချင်းတွေသိရအောင် share သွားပေးပါပြီးတော့ like လုပ်ပေးပါကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ subscribe လုပ်ထားမှာကျွန်တော်တင်လိုက်တဲ့ဗီဒီယိုလေးတွေကိုကြည့်လို့ရမှာဖြစ်ပါတယ်ပြီးတော့ subscribe လုပ်ပြီးပြီဆိုရင်ဘေးနားမှာခေါင်းလောင်းလေးပေါ်လာပါလိမ့်မယ်အဲ့ဒီခေါင်းလောင်းလေးကိုနှိပ်ထားမယ်ဆိုရင်ကျွန်တော်တင်လိုက်တာနဲ့ဖုန်းထဲမှာလာပြီးတော့အတည်ပေးမှဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုမလွတ်တမ်းကြည့်လို့ရပါပြီဟုတ်ကဲ့အခုဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အတွက်ကျွန်တော်တို့ channel မှာကျေးဇူးတင်ပါတယ်ခင်ဗျာ